think he made a fantastic job in Madrid and နီးပြအန်ဆယ်လော့တီအနေနဲ့အသင်းသစ်မှာအကောင်းဆုံးတွေဖြစ်ပါစေလို့ဘာစီလိုနာအသင်းနီးပြဟန်စီဖလစ်ကအက်စပန်ညိုနဲ့ဒါဘီပွဲမတိုင်ခင်ဆူတောင်းစကားပြောဆိုခဲ့ပါတယ်။အန်ဆယ်လော့တီကရီယယ်မက်ဒရစ်မှာအကောင်းဆုံးတွေကိုလှုပ်ဆောင်ခဲ့တာပါ။အောင်မြင်မှုများစွာကိုလည်းပေးစွမ်းနိုင်ခဲ့သူပါ။သူကကမ္ဘာအကောင်းဆုံးနီးပြတစ်ယောက်ဖြစ်ပြီးအောင်မြင်ဆုံးနီးပြတဦးဆိုလည်းမမှားပါဘူး။အသင်းသစ်မှာအောင်မြင်ပါစေလို့လည်းဆုတောင်းပေးပါတယ်။ ဘရာဇီးကိုအောင်မြင်မှုတွေပေးစွမ်းနိုင်တဲ့အရည်ချင်းတွေသူ့မှာရှိနေပါသေးတယ်လို့သတင်းတောက်တွေရဲ့အန်ဆယ်လော့တီအကြောင်းမေးတဲ့အပေါ်နီးပြဟန်စီဖလစ်ကပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။အန်ဆယ်လော့တီဟာမေလ26ရက်နေ့ကစလို့ဘရာဇီးလက်ရွေးစင်အသင်းရဲ့နီးပြချုပ်အဖြစ်စတင်တာဝန်ထမ်းဆောင်တော့မှာဖြစ်ပြီးရာသီပိတ်ပွဲမှာအသင်းပရိသတ်တွေကိုနှုတ်ဆက်ပွဲပြုလုပ်မှာဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီမှာတော့အန်ဆယ်လော့တီအတွက်ဖလားလက်မဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီးနောက်ဆုံးမျှော်လင့်ချက်ဆုဖလားအဖြစ်လာလီဂါဖလားကိုပါလက်လွတ်ရတော့မှာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာလာလီဂါပွဲစဉ်36အဖြစ်မြို့ကန်ပြိုင်ဘက်အက်စပန်ညိုအသင်းနဲ့ရှင်ပြိုင်ကစားမှာဖြစ်ပြီးအဆိုပါပွဲဟာရှုံးလို့မရပဲတရေဒါမှမဟုတ်အနိုင်ရအောင်ကြိုးစားရမှာဖြစ်ပါတယ်။အက်စပန်ညိုနဲ့ပွဲစဉ်ဟာဆုဖလားအတွက်အဆုံးဖြတ်ပွဲစဉ်တစ်ပွဲဖြစ်လို့ဘာစီလိုနာအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်သလိုအက်စပန်ညိုအတွက်ကလည်းတမ်းမစင်းရရေးအတွက်အားကုန်ထုတ်ရှင်ပြိုင်လာမဲ့ပွဲဖြစ်လို့ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီးနီးပြဟန်စီဖလစ်အတွက်ခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်ခင်ဗျာ။